အိမ်တော်ဖေးရဲ့အဖီကွက်လက်လေးမှာမီးဖိုချောင်ဆောက်သွားတာလေးကိုတေချာကြည့်ရအောင်အရင်ဆုံးအဲရှိကောင်တာတော့အတွက်အုတ်တွေစီရဲ့မှန်ပတင်းပေါင်းနဲ့အကာတွေတက်တဲ့ကောင်တာတော့မျက်နှာပြင်မှာမာဘယ်ကြောက်ပြားရီခင်းနဲ့ဘေးစင်တက်တဲ့ကပ်ဘိနက်တကားတွေတက်တဲ့ရေခဲသစ်တာနဲ့အခြားမီးဖိုချောင်သုံးစက်ပစ္စည်းတွေကိုနေရာချတဲ့ကျမ်းမြေမှာတစ်သားပြားရီခင်းနဲ့အပြင်ဘက်မှာတော့ကျောက်စရစ်ခင်းပြီးတော့တစ်သားပြားနဲ့ရှောင်းလန်းလေးလုပ်လိုက်တယ်ဘေးနှစ်ဖက်မှာအလှပန်းမေလေးရီစိုက်တယ်အလှမီလုံးလေးတွေလည်းတက်မယ်မီးဖိုချောင်သုံးပစ္စည်းအသေးလေးတွေကိုလည်းနေရာတကျတသက်ရရထားလိုက်မယ်ဒါဆိုရင်ငကိုရှိရဲ့အဖီနေရာအပူလေးကနေတစ်လင်ဆန်းသစ်ပြီးအသုံးဝင်တဲ့မီးဖိုချောင်လေးဖြစ်သွားပါပြီအားလုံးကိုကျေးဇူးများတင်ပါတယ်